ပြောင်းရွှေ့ transfer တခုရောက်ပြီဆိုတာနဲ့အသင်းတိုင်းရဲ့ transfer အပြောင်းရွှေ့ကတော့အမြဲလို့သတင်းထွက်နေပါပဲအဲ့ဒီထဲကနေမှကျွန်တော်တို့ United အသင်းကလည်းဘယ်ကစားသမားကိုသဘောကျတယ်ဘယ်ကစားသမားကိုခေါ်ယူခြင်းနဲ့ဘယ်ကစားသမားကို United အသင်းကကန့်လန့်မှုတွေပြုလုပ်နေပြီဆိုပြီးတော့သတင်းတွေကတော့ထွက်ပေါ်မှာဖြစ်တယ်အခုလက်ရှိ United အသင်းကစိတ်ဝင်စားမှုရှိနေတဲ့ Neo နံပါတ်10ကစားသမားတဦးဖြစ်တဲ့အဘူမိုကိုခေါ်ယူဖို့အတွက် United အသင်းကပြင်ဆင်နေပြီးတော့ United အသင်းကဒုတိယအချိန်လဲကန့်လန့်ခဲ့တယ်အဲ့ဒီကန့်လန့်မှုကို Bradford အသင်းကလည်းပယ်ချခဲ့တယ်လို့ David Austin တို့ကအတည်ပြုခဲ့တာပဲဖြစ်တယ် United အသင်းကတော့ဒီကစားသမားကိုခေါ်ယူခြင်းနေသေးတယ် Bradford အသင်းနဲ့လည်းဆက်လက်ဆွေးနွေးမှုတွေရှိနေသေးတယ်ဒီကစားသမားကိုခေါ်ယူဖို့အတွက် Bradford အသင်းနဲ့လည်းဆက်လက်ပြီးတော့ဆွေးနွေးနေပြီးတော့ United အသင်းကအပိသက်မခေါ်ယူတော့တဲ့အနေအထားတစ်ခုမှမဟုတ်ဘဲနဲ့အသင်းကိုပြောင်းရွှေ့ခြင်းနဲ့ကစားသမားတဦးဖြစ်တဲ့အဘူမိုကလည်း United အသင်းကိုပဲပြောင်းရွှေ့ကစားခြင်းတာဆိုတော့ United အသင်းကဒီအပြောင်းရွှေ့ကိုဖြစ်မြောက်ဖို့အတွက်ထပ်မံကြိုးစားနေတယ်လို့သတင်းတွေကတော့ဖော်ပြခဲ့တာဖြစ်တယ် David Austin ရဲ့ပြောကြားချက်အရကတော့ United အသင်းကကန့်လန့်ခဲ့တဲ့ပေါင်63သန်းရှိတဲ့အပြောင်းရွှေ့စာချုပ်ကိုတော့ Bradford အသင်းကပယ်ချခဲ့တာဖြစ်တယ် Bradford အသင်းက Spa အသင်းကိုပဲရောင်းချခြင်းနေပြီးတော့ကစားသမားကိုယ်တိုင်ကလည်း United အသင်းကိုပြောင်းရွှေ့ခြင်းနေတာပဲဖြစ်တယ်အပြောင်းရွှေ့စင်းလုံးကွာဟမှုကတော့ United အသင်းနဲ့ Bradford အသင်းကြားမှာဆက်လက်ညှိနှိုင်းနိုင်မှာရှိတယ် United အသင်းကပထမအကြိမ်ကန့်လန့်မှုမှာတော့ပေါင်45သန်းပလက်ပိုစုရေးငွေ10သန်းနဲ့ကန့်လန့်ခဲ့တယ်စုစုပေါင်း55သန်းပမာဏရှိတဲ့ကန့်လန့်မှုနဲ့ကန့်လန့်ခဲ့တာကိုလည်း Bradford အသင်းကပယ်ချခဲ့တယ် Bradford အသင်းကပေါင်60သန်း80ဝန်းကျင်လောက်ကိုလိုချင်တာဆိုတော့ United အသင်းကလည်းဒုတိယအကြိမ်ကန့်လန့်မှုကိုပြုလုပ်ခဲ့တယ်ဒုတိယအကြိမ်ပေါင်63သန်းနဲ့ကန့်လန့်ခဲ့ပြီးတော့ United အသင်းရဲ့အသက်တင်ငွေပေးရှိမဲ့ပေါင်55သန်းကိုတော့ Bradford အသင်းကသဘောကျပြီးတော့အပိုစုကြီးငွေမှာအဆင်မပြေဘူးလို့သတင်းတွေကတော့ထွက်ပေါ်လာခဲ့တာဖြစ်တယ်5သန်းလောက်ကိုလိုချင်နေပြီးတော့ဒီအပြောင်းရွှေ့ကဖြစ်ဖို့တော့ကြံ့ကြာအောင်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်ကျွန်တော်အမြင်ဆိုရင်တော့အဘူမိုကိုကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ United အသင်းကတော့ဒီလောက်အပြောင်းရွှေ့တွေများလာရင်တော့မခေါ်ယူသင့်တော့တဲ့ကစားသမားတဦးလို့တော့ကျွန်တော်ကတော့မြင်မိတယ်ဖြတ်ပစ်မဲ့တွေကို United အသင်းကဦးစားပေးပြောင်းလဲသင့်နေပြီလို့ကျွန်တော်ကတော့မြင်မိတယ်ကစားသမားတွေခေါ်ယူတာမှာအပြောင်းရွှေ့တွေကိုတန်တဆပေးပြီးတော့ခေါ်ယူခြင်းမရှိတော့ဘဲနဲ့ကစားသမားကိုသူ့ရဲ့အရေးရှင်းအလိုက်ထိုက်တန်တဲ့ဈေးနှုန်းတွေပေးပြီးတော့ခေါ်ယူနေတဲ့အချိန်ကာလတစ်ခုမှာ Bradford အသင်းကကျွန်တော်တို့ United အသင်းကန့်လန့်ခဲ့တဲ့ပေါင်63သန်းကိုပယ်ချခဲ့ပြီးတော့ပေါင်80ဝန်းကျင်လောက်ပေးနိုင်တဲ့ Spurs လိုအသင်းမျိုးကိုရောင်းချခြင်းနေတာပဲဖြစ်တယ်ကစားသမားကလည်း United အသင်းကိုပဲပြောင်းရွှေ့ကစားခြင်းတဲ့အနေအထားတစ်ခုမှာဒီပြောင်းရွှေ့ကနောက်ဆက်တွဲဘယ်လိုဖြစ်လာအောင်မလဲဆိုတာကိုတော့ရင်ခုန်စိတ်လှုပ်ရှားပွဲရစောင့်မျှော်အောင်မဲ့ပြောင်းရွှေ့တဲ့ပုံဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုဆုံးသက်ပါရစေ United Football ကမန်ဒရီများကိုနှစ်စီတက်ဆက်ပေးနေတာမို့ like and follow လေးလုပ်ပြီးတော့မြတ်တဲ့ရက်ခတ်ပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ